နာမည်ကြီး content creator တွေရဲ့ဗီဒီယိုတွေကဘာလို့တလောက်တောင်ကြည့်လို့ကောင်းနေရတာလဲသူတို့လုပ်ထားတဲ့ graph setting အကြောင်းကိုပြောပြပေးတော့ပါမယ်ဥပမာခုလိုမျိုး smoke ပုံစံလေးကို graph နဲ့လုပ်ထားရဲဆိုရင်ရောကဲစလိုက်ရအောင်နော် graph ကိုသုံးတော့မယ်ဆိုရင်ကြည့်ထားမယ့်ချက်ရှိပါတယ် graph က gripping တစ်ခုကြာကလှုပ်ရှားမှုကိုပိုပြီး smooth ဖြစ်အောင်လုပ်ပေးတဲ့အတွက် gripping တစ်ခုတော့လုပ်ပါမယ်တကယ်လို့ gripping မရှိဘူးဆိုရင် graph ကလည်းပုံမဟုတ်ပါဘူးနော်ဥပမာအနေနဲ့ဒီပုံကိုရေးကြည့်ပါနော်ကိုကဒီပုံကိုအပေါ်နဲ့အောက်ကိုချချင်တာဆိုတော့ပထမဆုံးစနာမှာ gripping တစ်ခုမှတ်ပါမယ်မှတ်ပြီးဆိုရင်ပုံကိုအပေါ်ကိုဆွဲလိုက်ပါတယ်ပြီးတော့ဒီအဆုံးနားမှာ gripping တစ်ခုမှတ်မှာဆိုတော့ပုံကိုအောက်ချလိုက်တယ်ကဲဒီလိုဆွဲသွားတဲ့ gripping ကမှတ်သွားတယ်ပေါ့နော်ဒါကို duplicate ပေါ်လာပါမယ်နောက်ကတစ်ခုကို graph သုံးကြည့်ပါမယ်ကဲတော့ gripping တစ်ခုကြားမှာဒီ graph ပုံစံပေါ်တယ်အဲ့ဒါဆိုရင် graph ကိုတစ်ချက်နေလိုက်ပါဒီနေရာမှာကိုနဲ့ဆင်ပြေမဲ့ graph ခုရေးလိုက်ပါနော်ပြီးတော့နောက်တစ်ခုတုံးပြပါမယ်ဒီအထစ်ပုံစံနဲ့ဟာလေးတုံးပြပါမယ်နော်ခဏဟာဖို့ဆင်ပြေပါတယ်ခဏဟာလေးတစ်ချက်တုံးလိုက်ပါမယ်ကဲခုလို့ဆိုရင်မှန်ချိလိုက်ပါအရှိကကြပါတော့ graph မတုံးထားပါနော်နောက်ကကြပါတော့ graph တုံးထားပါကဲပိုပြီး smooth ဖြစ်တာကိုတွေ့ရပါလိမ့်မယ်ကဲဒီလောက်ဆိုရင်တင့်နေနဲ့ graph ကိုပုံပေါ်လေးတုံးတက်မယ်လို့မျိုးလွန်ပါတယ်ဒီလိုဒီဗီဒီယိုကတင့်တော့ကျရှိရဆိုရင် like လေးကိုနှိပ်ခဲ့ပါနော်